အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့စိုင်းရင်ကမုံမွင်ဒုတိယဓမ္မရှိတဲ့အေးမြသူ luxury jewelry မှာအေးမြသူရွှေပြင်းနဲ့စေနာဆိုင်ရဲ့8နှစ်ပြည့်ပေါ့နော်8 anniversary အထိမ်းအမှတ်daily ပွဲလေးကျွန်တော်တို့ကျင်းပပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့စိုင်းတဲ့ 80k တွေကိုကျွန်တော်တို့daily ပြီးမှဖြစ်ပါတယ်ခင်ဗျဆိုင်တဲ့ 80k တွေကိုကျွန်တော်တို့ဆိုင်မှာရှိတဲ့ 80k design အသစ်အထည်အသစ်တွေနဲ့ကျွန်တော်တို့စိတ်ကြိုက်ဝယ်ယူဒဲလဲအားပေးလို့ရမှာဖြစ်ပါတယ်။ရှစ်နှစ်သားကာလအတွင်းမှာချစ်ခင်ယုံကြည်စွာအားပေးခဲ့ကြတဲ့တဦးတယောက်စီတိုင်းကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကျွန်တော်တို့လုပ်ငန်းဘက်ကကျွန်တော်တို့ကျေးဇူးရှင်တွေကိုရှေ့ရတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးဆက်တဲ့အနေနဲ့ဒီဆိုင်တဲ့ 80k တွေအားလုံးကိုဒဲလဲပေးသွားမှာဖြစ်ပါတယ်။ဒီဟာတင်လားမဟုတ်သေးပါဘူးခင်ဗျ။ဒီဆိုင်တဲ့ 80k တွေကိုကျွန်တော်တို့ဆိုင်မှာရှိတဲ့ဒီဇိုင်းလှပတဲ့အရေးသွေးမြင့်မာတဲ့စိန်တဲ့ကြောက်ထဲတွေနဲ့လည်းလဲဝစ်စင်အားပေးလို့ရမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့ဆိုင်ကလုပ်ငန်းကညီမလေးတွေအားလုံးကချစ်ရတဲ့ customer တွေအားလုံးကိုအကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်မှုအတွက်ကြိုတင်ပြင်ဆင်ပေးနေတာဖြစ်ပါတယ်ခင်ဗျ8 anniversary ဆိုင်တဲ့ 80k daily ပွဲအစီအစဉ်လေးတွေကတော့ဖေဖော်ဝါရီ22ကနေ28ရက်နေ့အထိကျင်းပစီစဉ်သွားမှာဖြစ်ပါတယ်ခင်ဗျချစ်တဲ့မိတ်ဆွေတွေတူတူတယောက်စီတိုင်းကိုကြိုးစိုးလျက်ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ